မင်္ဂလာပါရှင်ပြီးခဲ့တဲ့အပိုင်းမှာတော့မြတ်စွာဘုရားသဗ္ဗညုတဉာဏ်တော်ကိုရရှိပြီးနောက်ဘောဓိပင်ကိုမျက်တောင်မခတ်ပဲ9ရက်တိုင်တိုင်ကြည့်ရှုတော်မူခဲ့တဲ့အာနိမိတ်သားကြီးရဲ့အကြောင်းကိုသိလာခဲ့ကြပါတယ်ဒီနေ့မှာတော့တတ္တဌာနရဲ့တတိယနေရာဖြစ်တဲ့ရတနာဈဉ္ဉံအကြောင်းကိုဆက်လက်ဖူးမြော်ကြရအောင်မဟာဘောဓိစီရဲ့အနီးနားကိုရောက်တဲ့အခါကြောက်ကြပန်းတွေအမှတ်သားပြုထားတဲ့ဈဉ္ဉံလမ်းတစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ဒီနေရာကိုရတနာဈဉ္ဉံလို့ခေါ်ဆိုကြပါတယ်။ရတနာဈဉ္ဉံဆိုတာမြတ်စွာဘုရားသဗ္ဗညုတဉာဏ်တော်ရရှိပြီးနောက်တတိယသတင်းပတ်မှာဈဉ္ဉံလျှောက်တော်မူခဲ့တဲ့နေရာပဲဖြစ်ပါတယ်။မြတ်စွာဘုရားဟာဒီနေရာမှာ9ရက်တိုင်တိုင်ရှေ့နောက်ကြွလန်းကဈဉ္ဉံလျှောက်တော်မူခဲ့ပါတယ်။ဒီနေ့မှာတော့မြတ်စွာဘုရားကြွလန်းခဲ့တဲ့ခြေတော်ရာတွေကိုကိုးစားပြုတဲ့ကြောက်ကြတဲ့များကိုအစဉ်လိုက်ဖူးမြော်ပြနေနိုင်ပါတယ်။မြတ်စွာဘုရားဟာဘုရားဖြစ်ပြီးတဲ့နောက်ရရှိလာတဲ့တရားဓမ္မအသိဉာဏ်အလေးများကိုသိဉာဏ်ရှောင်ရင်းသင်ပြတော်မူခဲ့ပါတယ်။ယနေ့ယရဏသိဉာဏ်ကိုရတနာသိဉာဏ်ကိုလာရောက်ဖူးမြော်ကြတဲ့ဘုရားဖူးတွေဟာလည်းကြောက်ကြတဲ့တွေကိုဖူးမြော်ပြီးမြတ်စွာဘုရားကြွလန်းတော်မူခဲ့တဲ့နေရာကိုအောက်မေ့တတိယကြပါတယ်။တချို့ကဒီနေရာမှာပဲဈဉ္ဉံတလျှောက်တရားမှတ်စီလမ်းလျှောက်ကြပါတယ်။တချို့ကတော့ညီသက်စွာထိုင်ပြီးမြတ်စွာဘုရားရဲ့ဉာဏ်ရင်းကိုအောက်မေ့ကြပါတယ်။မိမိတို့ပြုလုပ်နိုင်တဲ့ပုံစံမျိုးစုံနဲ့မြတ်စွာဘုရားကိုပူဇော်ကြတာကိုတွေ့ရတာလေအင်မတန်မှကျေးဇူးကိုကောင်းပါစေရှင်။ရတနာဈဉ္ဉံကကျမတို့ကိုတတိပေးနေတဲ့အဓိကအကြောင်းရင်းကတော့ဘဝရဲ့ခရီးလမ်းမှာအရေးကြီးဆုံးကအမြန်ရောက်ဖို့မဟုတ်ပဲမှန်ကန်တဲ့လမ်းပေါ်မှာသက်ဆောင်နေလို့ဖြစ်ပါတယ်။မြတ်စွာဘုရားရဲ့ခြေလမ်းတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကရပ်တန့်သွားခဲ့ပြီးရင်အဲ့ဒီခြေလမ်းတွေကပေးခဲ့တဲ့ဉာဏ်လေးနဲ့တရားလမ်းစဉ်ကတော့ဒီနေ့တိုင်းလူသားတွေရဲ့ဘဝကိုလမ်းပြပေးနေပြီဖြစ်ပါတယ်။နောက်ပိုင်းမှာတော့တတ္တဌာနရဲ့စတုတ္ထနေရာဖြစ်တဲ့ရတနာကရအကြောင်းကိုဆက်လက်လေ့လာကြမယ်။ဒီရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကိုယ်စိတ်နှပြကျမ်းမာဆန္ဒကြပါရှင်။နောက်ထပ်ဗုဒ္ဓဂါယာနဲ့ပတ်သက်တဲ့သမိုင်းတွေနဲ့တရားဖူးနေရာတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ like and follow လုပ်ထားလို့မမေ့ပါနဲ့ရှင်။ဗုဒ္ဓဂါယာတရားဖူးကြီးစဉ်များနဲ့ပတ်သက်ပြီးသိချင်မေးမြန်းမယ်ဆိုရင် comment box မှာမေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။